လို့ပါအောင်ကြီးဟဲ့ကျွန်တော်တို့ခေါင်းရင်ဆိုင်ကနေတင်းချိုင်းငုံကဖြတ်အပြန်မစိုးတွေစီးကြတဲ့လူတွေကနေပြီးတော့ကျွန်တော်တို့ပစ္စည်းတွေလည်းယူအဖေစင်တော့လည်းကျွန်တော်လက်စွပ်လေးတောင်ပါသွားပါတယ်အောင်ကြီးပြီးတော့လူတွေပါဒီလိုထိုးကျိတ်သွားပါတယ်ဟမ်ကိုကြီးနော်ဘာကိုကြီးနော်လဲအဖေထိန်နော်အဖေမထိန်ရင်အဲ့လိုပဲအဖေသားတော်မျိုးထဲမှာမဲမဲရှိရှိယူတူတူပေါ်တော်ကောင်တွေမျိုးဆက်ပြန့်သွားလာတယ်ဘာဖြစ်လဲဟုတ်ကြည့်ရဲ့ဟုတ်ကြီးတွေ့လေလက်ဖက်ထုတ်လာဖို့မင်းမလည်းပြောရတယ်ကွာပြောစီတော့လေမဲမဲပိန်ပိန်ရှိရှိမိုးကြိုးပစ်ထားတဲ့ထမ်းမင်းလိုကောင်မျိုးကငါလိုကောင်မျိုးနဲ့လာတုနေတယ်ဆိုတော့မကြီးစင်ပါဘူးခွာဒီတော့ဘယ်သူတွေလဲဆိုင်လို့ဘယ်လဲတော့ဆောက်တယ်ဒါငါတို့ပါရဲ့တဲ့ဆရာမလေးတော့ရဲ့တဲ့ဆောက်တယ်ခိုင်းမာလိုက်မယ်နင်းကိုပေါ်ကြအောင်နှစ်ကောင်ပြောလိုက်ဆရာမလေးကိုသိတရနဲ့လာရွေးလို့ရဲတိုင်းပါတိုင်းတော့ဆရာမလေးလောင်းမပြန်ရမယ်